တရားနာကြွကြပါ
ညာတဲ့ချိန်ကာလတရားမှာညာနာကောင်းကြည့်သူဒီနာပြကြတဲ့ဘုန်းကြီးပါဦးတွေဘုန်းကြီးတွေတော်ငင်နာဥဒေတော်ကြီးတို့ဟာမူထားရဲ့အလုဒကာကြီးကိုအောင်ကျဲအလုဒကမကြီးတော်ရင်ကြီးသာလူတဲ့ကမောင်ဝင်းဝင်းထွန်းအမိလူတဲ့ကမနတ်တင်သေးကြီးသာလူတဲ့ကမောင်ကိုမောင်တော်အမိလူတဲ့ကမနတ်မြင့်မြင့်မို့သာလူတဲ့ကမောင်ကိုမောင်ကိုလာပြီးလို့ဤတရားဖြင့်ယနေ့ညမှာဖြင့်အလူဓမ္မတမေသင်ကျင်းပအချိန်ကာပါဠတရား၌ယုံကြည်လေးနဲ့သိကပ်ဥပ္ပေသူတို့ဟာဆင်းရဲကိုကြေကြောက်ချမ်းသာကိုရောက်စေတတ်သည့်တရားမြတ်သောယရဏတရားမြတ်သောယရဏနာမြတ်သောယရဏဤယရဏမြတ်သောဘာတို့ဟာယုတ်တိဉာဏ်တို့လက်တော်မူ၏ရှိကိုဘုသောဘုညောမန်းချော့ကြောရရသောတက္ကိသဘာရဝါကာမဝတ္တကောင်းမှုကုသိုလ်ကံစေနာတို့ကြောင့်မိမိတို့ဒီလိုမရှိရမတောင်းတမနိတမနဆင်းရသောအာနိတဗေဒံယံငါပေါဟုသမျှတို့သည်ကိုယ်မကင်းကြောင့်ပါကြောက်ကြကုန်သည်ဖြစ်၍မိမိတို့ဒီလိုရှိရတောင်းတသောသရတိနာဒုက္ခသာကပညာဟိဥဒ္ဒပါတိဟူသောသူတော်ဩဇာယရဏခုနပါးကိုတိတိရခိုင်တတ်ကြပြီလင်မယာတိသေးသောယာတုဂုံသိင်ဖြစ်စဉ်ဩဇာယရဏရှင်ဝေဆိုင်သဘာတို့ကိုရရှိခြင်းယာတိသောယာတုဂုံသိင်ဖြစ်စဉ်ဩဇာယရဏရှင်ဝေဆိုင်သဘာတို့သည်အတေကကျေတိယုသောသောကောင်းကျိုးချက်သည်မင်္ဂလာဖျားဖျားတို့နှင့်ပြည့်စုံနိုင်ပြီလင်အသောဘလောဘဝ၌တရားရိယာတံဃာတော်တရားရိယာတို့၏သံပြောရာမာအတေရတောသူဝတ်သောနိဗ္ဗာန်တွေ့ကြည်ခြင်းကြီးကိုရှားလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ရသည်ဖြစ်စေ။အမန္တေသိတရဏေနတဟပင်သတိလံဓမ္မယာသာမိနိဗ္ဗန္တေဒုတိယံပိအဟံဗန္တေသိတရဏေနတဟပင်သတိလံဓမ္မယာသာမိအနောဂံကတဝါနိလန္တေတာနိဗ္ဗန္တေတတိယံပိအဟံဗန္တေဣတရဏေနတဟပင်စတိလံဓမ္မယာသာမိအနောဂံကတဝါနိလန္တေတာနိဗ္ဗန္တေယမံဝဒာမိတံဝတိထဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိတိနံဓမ္မံသာဝိကံဂုံကတဝါအပ္ပမဒေနသံပါတိတာမှန်ပါတယ်ပါဆရာဆိုပြီးတော့တရားတောင်းဆိုပေးပါရဒီသာစွာဖြင့်တန်ကြအပ်ပါရဲ့ခွင့်ပြုပါဗျာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရ
တရားလူပေးလူရခြင်းသည်စီနာတိအမျက်ဆုံးဖြစ်ပေ၏ဟုကြံကံပါလိလာရှိသည်နှင့်အညီဗန္ဒီတရားမခင်ဖောင်ကြီးစဉ်၍တွေ့မြင်သမျှသာဝကကိုကဲမယံမြောဆရာတော်အရှင်သူမြတ်ဖျားမေ ခေါင်းပြအောင်မအေးရဘူးတဲ့သူတို့မှာနော်ခေါင်းပြအောင်မအေးရဦးဇင်းတို့အိတ်တာအာဘုံတန်နေရကုနာတော့ဘီနာတော့အတန်နေကြားနေရလိုက်ပေါ်တင်မဲ့လူဒါရောမတင်နဲ့နော်မှန်ပါကောင်းတော့မကောင်းဒါမေတ္တာရဲ့ခန္ဓာပါဖြစ်တာပြစ်တော်တွေပါဒီစကားပါသွားရင်မကောင်းသူတို့ဆောင်ရတာပြပြေတာအာဘုံတန်နေကုနာတော့ဘီနာတော့တန်နေကြားနေရနော်ဟောသူတို့ဘက်တွေဒီနေ့ဆိုင်ကိုဒီဘက်တွေသူတို့ကုသကံကောင်းလို့မိမိတို့ကြေးရွာမိမိတို့ရွာမှာလူဝင်သားလူဖြစ်ရတာနော်စိတ်အန္တရာယ်တုံးလာလို့ရှိရင်ဆောင်ပြေးလို့ရရဲ့လားမရဘူးစားဖို့နေနေတာတိတ်ဖို့တော့မှသူတို့မှာခေါင်းပြောင်းအောင်မေးရနားစွန့်နေကြဟုတ်လားအဲဒါမိမိတို့ဘုလိုတရားကိုအေးသေးသေးနာယူရတယ်ဆိုတဲ့ကုသိုလ်ကဘယ်လောက်ထူးမြတ်တော့ဘယ်လိုအမတ္တမထူးမြတ်လို့မိမိတို့ဒီနေရာဒီဒေသမှာနေရဟုတ်လားဒါရောက်အပြင်စကားတွေကဒီတရားစကားတော့မဟုတ်ပါဘူးသူပြင်သူညာတော်လည်းပဲကလင်ပေါ်ရောက်ရင်တော့ဦးဇင်းပြောတဲ့စကားတော့တရားစကားဟုတ်လားဘာပြောတရားစကားပဲမို့လားသူပြင်သူညာတော်လည်းပဲဒါမဲ့ဒါရမိမိတို့အသိစိတ်တဲ့နေရှိဖို့တတိလေးရှိဖို့ပေါ့ဘာကြောင့်တတိလေးရှိဖို့လို့ဆိုလို့ရှိရင်တရားကမိဘဆရာအဓိကမပေးဖို့ကအရေးမကြီးပဲဗျာရေးကြည့်တယ်ဒါကြောင့်တရားတန်ခါမိဘဆရာကိုအလေးပေးပြီးအလေးထားဖို့ဦးဇင်းနေနဲ့ဥဒ္ဒပရမတိုက်တော့ပါလေဦးဇင်းနေသောနာဦးဇင်းပြောခဲ့တဲ့တရားရဲ့ခေါင်းစဉ်နာမည်ကဘာတရားရောမိဘကျေဘူးဆက်ဘူးစေခြင်းဟုတ်လားအဲ့ဒီတရားတော်ကိုမဟောကြားသေးခင်မိမိတို့အနေနဲ့မန္တအားကြားသေးခင်တရားပိုင်ရှင်ဖြစ်တော်မူသောသောလောကသောတာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုပြည့်ဆောင်ရအောင်တရားနာပရိသတ်ကောင်းသူတော်ကောင်းတို့အနေနဲ့လည်းဆယ်ကြောင်လောက်ရှိမိုးပြီးတော့ယုံကြည်တရားရှိမြတ်စွာဘုရားကိုပြည့်စုံကြရအောင်နော်ဦးဇင်းကဘာသာတဘုံနဲ့မြတ်စွာဘုရားကိုပြည့်မယ်နော်မိမိတို့အနေနဲ့လည်းအာရုံတစ်ပါးစိတ်မသွားပဲလက်စေတာစိတ်မှငို၍မြတ်စွာဘုရားကိုပြည့်စုံကြရအောင်ဇိနမကိစ္စသောပိတံတိလောကကိစ္စကိတရံဇိနမကိစ္စသောပိတံတိလောကကိစ္စကိတရံယမမောရိနတ္တပါဒံဝန္တိပကာရမာရယံမာကိစ္စသောပိတံလာတိုင်းကြက်တဲ့ကြပိုင်းကြက်တဲ့တို့တဲ့စားတဲ့ထောင်းနေဂရိကရမယိတောင်လွန်စွာတင့်တဲ့တပ်ပဲမြင့်မြတ်တော်မူပေထသောဒီလောကကိစ္စကိစ္စရန်လောကသုံးဘုံကြာသုံးယုံတို့ဤကောင်းမွန်တခွဲပြည့်တော်မူပေထသောယမမောလိနာတဘာဒံယမမင်းပေါင်းတို့ဤဝတ်စင်ကိုရောပူဇော်ခြင်းကိုခံတော်မူပေထသောဘဂရမာရမတယံဘုံတော်လျှောက်ွယ်စင်စင်တို့နှင့်ယ
မြင့်မြတ်ထူးတွေဖြူဖြူဖွေးလျက်ပူဇေခြင်းအားမင်္ဂလာကိုကုံတကုံတို့နှင့်ပြည့်စုံတော်မူပေတတ်သောဇိနံပြိုင်ပွဲဆိုင်ပွဲနိုင်မြတ်အကျော်ရှင်တော်ထိုတာတပည့်ညူမြတ်စွာဘုရားကိုဗယံတရားဟောတရားနာနာမသမုတ်ဘုရားတပည့်တော်တို့သည်ဝန်လေဝန်တာမိစေကြောင်းလက်ဆုံးခပ်ပရုံဖြင့်ဆယောဥတင်နဖုမြင်ဝဲဘုမြင်မှန်ကျော်ကတော်လိုက်ပါ၏မြတ်စွာဘုရားမြတ်စွာဘုရားသောတဲ့ဝါရှိတဲ့ဘုံတော်ဝိနည်းတတ်တော်ဘောလို့မေတ္တာပို့ကြအောင်လိုက်ဆိုလာမင်းဗမာတတဝါကြည်သာရှင်လန်းကြပါစေနေမင်းဗမာတတဝါမျက်နာပွင့်လန်းကြပါစေသံယေဗမာတတဝါယေမာအေးချမ်းကြပါစေကံပွင့်ဗမာတတဝါကိုမခံကြကြပါစေတတဝါအားလုံးဤရှင်ပြောပီတိဖုံးနိုင်ကြပါစေဓမ္မယတာကိုယ်စီရှာတေချာမှုချတွေ့ပါစေတတဝါများစွာဒေယံဝါချမ်းသာကြပါစေမေတ္တာရေချမ်းသုံးကားပြန်ငြိမ်းချမ်းကြပါစေသတ္တိကျမ်းမာသိချမ်းသာလူရာစန္ဒပြပါစေသောတော်ကတော်ဘုရားရှိခိုးတော်မြတ်ကြီးကိုလည်းပြင်ပြီးပြီ။ညာမေတ္တာလည်းပို့ပြီးပြီဆိုတော့တရားစကြရအောင်။တရားရဲ့ခေါင်းစဉ်ကပါလေလို့မိဘကြည်ဘူးစပ်ဘူးစိတ်ချင်းမိဘကြည်သူစပ်ဘူးစိတ်ချင်းဘုမိမိတို့ငယ်ရွယ်သူမျိုးသားထား40 50ကျော်ကိုမိဘကိုမိမိတို့မိဘကြည်သူဆက်ပူပြီလားလို့ကိုပြန်သုံးတတ်ကြည်ဟုတ်လားကိုပြန်သုံးတတ်ကြည်ငါတို့လည်းမိဘနေရာရောက်လာမိဘတွေကိုငါရဲ့မိဘတွေကိုငါတို့ကျေးဇူးဆက်ပူပြီလားလို့မိမိတို့ကိုတွေးကြည့်ဟုတ်လားညာသောအပြင်တော့မိသားစုအဘူတိုင်းသမီးကိုနဲ့မိဘတွေကိုကျေးဇူးမသက်တာကများသလားမများဘူးလားလူတိုင်းတော့ဝမ်းတော်အတွက်အလုံးလုံးပြီးတော့စားနေကြရတာကြီးပဲအဲ့ဒီထဲမှာမှကိုယ့်ရဲ့သားသမီးကိုပညာတွေတက်စေခြင်းဟုတ်လားလိမ္မာရေးကြသိစေခြင်းမိမိတို့အနေနဲ့မိမိသားသမီးအတွက်သာပူပန်ကြသလားမပူပန်ကြဘူးလားမိမိတို့ရဲ့မိဘအတွက်ကျတော့ပူပန်ကြမပူပန်ကြဘူးများသောအားဖြင့်ပေါ့နော်ဒါကြောင့်မလို့ဦးဇင်းကမိဘကိုလည်းမေးသက်ရှိခင်ဗျာရှိနေတဲ့အချိန်ပေါ့လို့ကျေးဇူးဆက်တဲ့အနေနဲ့မိဘကျေးဇူးဆက်ဥစေခြင်းဆိုတဲ့တရားကိုကောင်းစဉ်ပေးလိုက်တယ်ကောင်းစဉ်ပေးလိုက်တာဆိုတာလည်းပဲ
ဦးဇင်းတရားကြက်ချိန်မရှိပါဘူးအဲ့ဒါခီးသွားတာလားတဲ့တို့ပြင်သူများတော်လည်းပဲဒီတရားကဦးဇင်းစာချာရဏမပြီးသေးတာဦးဇင်းပါရာဇိကံတကြံကြံအဲ့ဒီထဲမှာဒီဇဝတ္ထုကဦးဇင်းမှာနဲ့ထိပြနေတော့သာပေကထိပြနေတော့ဒါရအလို့ရနေတာပေါ့နော်ဟောတနည်းနည်းတစ်ချိန်အခွင့်ရေးရရင်ငါဒီဟာကိုခေါ်မယ်ဆိုတဲ့စိတ်ကူပေါ့နော်ဒါကြောင့်မလို့မိဘကျေဘူးစက်ဘူးသိခြင်းဆိုတဲ့တရားကိုခေါင်းနေပေးတာဒီတရားကလည်းအရှင်အာသာရလားနောက်ဟောတော့ဟောဘူးလားဟုတ်ပါအရှင်အာသာရလားအရှင်ဝါနာမသိဘူးတရားဝေထုတ်ထားတာရှိထားပါလားရတော့နော်တရားတစ်ပုဒ်ကတော့နာဘူးဗာပြည့်တော့နာဘူးထမှန်ဟုတ်လားမိမိတို့သိရင်လည်းသိတဲ့လျောက်အဲ့ဒီသိတဲ့လျောက်ကိုဒီတရားတော်ကိုနာကြရမှာဓမ္မမှန်ပြီမှာဒီတရားကိုဘယ်ဒီမှာဟောတော်ဆိုလို့ရှိရင်ဘဂဝတာဝတိယံဝိရတိသေတဝန္နေဧကပုဒ္ဒောတိထိတ္တဝိယအာဟာဘဂဝါသောနတာသောတာဘုရားရှင်ကိုရောမြတ်ကြီးသည်ဒေရဝနေဇေရုံအကြောင်းတော်၌ဝိရံတော်နေတော်မူခြင်းဧကတာတရားတော်တိရတာဂရေ80ကျေဝရှမ်းသာတော်တဖေး၏ဗုဒ္ဓတာတာအာရဘအကြောင်းပြု၍ဒေတင်ဒီကောင်းစွာမတွေဟောပြတော်မူခဲ့ပါပေတည်းဒီတရားကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘယ်မှာဟောတယ်လဲဆိုလို့ရှိရင်ဦးဇင်းတို့ကရကရာထဲမှာတော့မြတ်စွာဘုရားကတာဝတိမြို့ကိုကြွလာဇေရုံအကြောင်းတော်မှာတရင်သုံးတော်မူစဉ်တာဝတိမြို့ထဲမှာအမျိုးအမည်အပြင်မထင်ရှားတဲ့တတိတရားတတိတရားဆိုတာကဂရေ80ကျေဝရှမ်းသာတဲ့တတိအဲ့ဒီတတိရဲ့သားကိုကြောင်းပြုပြီးတော့ဟောခဲ့တာမဟုတ်ဘူးလက်တွေ့ပေါ့နော်လက်တွေ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့လက်သက်တော်ကသာဝတိမြို့ထဲမှာဂရေ80ကျေဝရှမ်းသာတဲ့တတိမိသားစုရှိတယ်တတိလည်းများရှိတယ်သူတို့မှတားတယောက်ရှိတယ်ပေါ့နော်သူတို့မှတားတယောက်ရှိတယ်ဘာကြောင့်ဦးဇင်းကအညတရလို့အညတရဘက်ကူလို့ဝတ္ထုကိုပြောတယ်ဆိုလို့ချင်းရသဗျာလည်းတော်တော်ကနာမည်ဒီသင်ကြောမော်တဲ့ပုဂ္ဂိုလ်ကြီးမရှိဘူးလားရှိတယ်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့အရှင်အာနန္ဒာတို့အရဟံတွေနဲ့ရဟန်းတော်တွေနတ်ပြည်ထင်ရှားမရှိဘူးလားရှိတယ်တထေးကြီးတထေးတွေလည်းမရှိဘူးလားဇောတိကမိန်ကကာကုဏအဲ့ဒါကောဏတထေးကြီးတယောက်လည်းမရှိဘူးလားရှိတယ်သူပြင်သူညာတော်လည်းပဲမြတ်စွာဘုရားလက်ထက်တော်မှာညတရတွေအများကြီးရှိခဲ့ဘူးနာမည်မထင်ရှားပဲနဲ့နာမည်မထင်ရှားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိခဲ့ဘူးဟုတ်လားအခုလေဒီထဲကအညတရဘိက္ခုတို့အမည်ပေးထားတဲ့အတွက်ကြောင့်တတိယနာမည်လည်းမရှိဘူးတတိယနာမည်ကတော့လည်းမရှိဘူးသူတို့ရဲ့သားရဲ့နာမည်လည်းမရှိဘူးဒါကြောင့်မလို့အညတရဘိက္ခုဝတ္ထုကိုအညတရဆိုမှတော့နာမည်ရ
မထင်ရှားဘူးလေဟုတ်လားဒါကြောင့်မလို့မိမိတို့အနေနဲ့လည်းပဲအာဦးဇင်းတရားဟောတာတတိနာမည်လည်းမသိရတတိကရောရဲ့နာမည်လည်းမသိရရဟန်းတော်လေးရဲ့နာမည်လည်းမသိရဖြစ်မှာဆိုလို့ဦးဇင်းကကြိုပြီးတော့ပြောထားတာနော်ဦးဇင်းတို့သာမေထဲမှာလည်းဒါနာမည်မပါဘူးဒါကြောင့်မို့လို့အညတရဘိက္ခုလို့ဦးဇင်းကပြောတာအဲ့ဒီကိုဝိတုအခြေခံပြီးတော့ဒါဦးဇင်းတရားပေးလိုက်တာကမိဘကျေဘူးဆက်ဘူးစေခြင်းတဲ့ဘလောကတော့ဘုရားရှင်ကိုရောမြတ်ကြီးတာဝတိပြည်ဇေရဝံကျောင်းတော်မှာသတင်းသုံးတော်မူခြင်းညတဲ့ညမှာတာဝတိမြို့တဲကဆင်းရဲချမ်းသာလူကုန်နာမှန်သမျှကံစီမီရေချမ်းနေတယ်တရားသွားနာကြအဲ့လိုတရားသွားနာကြတဲ့အရှင်ဒီတစ်ခေတ်သားလေးကတိုက်ဘဝနေပြီးတော့ကြည်ဩမြို့သူမြို့သားတွေဒေဝံကြောင့်သွားနေကြတာဒေဝံကြောင့်သွားနေကြဘာလို့သွားနေကြတော့လို့သူကဆင်ကျင်တော့ဒေဝံကြောင့်မှာစုံစမ်းတာပေါ့ဗျာခုခေတ်လို့ပြောရတယ်ဘာရှိတော့ဒေဝံကြောင့်မှာသူ့ရဲ့ငယ်ကျွန်းနေလားသူ့ရဲ့ငယ်ကျွန်းနေသူ့ရဲ့အလုံးသမားတွေကိုသူကစုံစမ်းတော့ဒေဝံကြောင့်မှာသောတာပတ္တရာဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားဟောမှာဒါကြောင့်မို့လို့တာဝတိမြို့တွေကမြို့သူမြို့သားတွေကတရားသွားနာကြတာအဲ့ဒီလိုသူ့ရဲ့အခြေခံနေရာလျှောက်တော့တတိသားလေးကအဟံမိတုဓမ္မံတဲ့ဩငါလည်းတရားနာခြင်းနဲ့ငါလည်းသွားနာမယ်ဆိုပြီးတော့မြတ်စွာဘုရားရှင်ရဲ့တရားတော်ကိုသွားနာဖို့ဇေလွန်အကြောင်းကိုသွားတယ်ဘယ်ကိုသွားတာတော့ဘယ်လိုသွားတာဘယ်လိုသွားတာလဲတထေသာလေးသွားတာနော်တထေသာလေးသွားတာတရားတော်ကိုနာယူမြတ်စွာဘုရားကဒီတထေသာလေးနဲ့တော့ကာမဂုဏ်ရဲ့အပြစ်7 ချက်ကာမဂုဏ်ရဲ့အပြစ်7 ချက်ကိုတရားဟောလိုက်တယ်သောတာပတ္တရာဘုရားရှင်ကြီးအဲ့ဒီ7 ချက်ကိုဟောလိုက်တော့ဒီတထေသာလေးကကာမဂုဏ်ဆိုတာကနာမည်ဟောဘာဖြစ်လဲကာမဂုဏ်ကုန်သေးလားမကုန်တော့ဘူးကာမဂုဏ်7 ပါးတဲ့အဲ့7 ပါးပြောရရင်တော့ညင်းနေလိုက်မယ်နော်ကာမဂုဏ်7 ပါးရှိတယ်အတွေးနဲ့ဒူတယ်ယုံနဲ့ဒူတယ်ဟုတ်လားမိမိခန္ဓာကိုယ်ပဲဒါရသုံးသပ်တာဟောကာမဂုဏ်7 ပါးဆိုတော့အဲ့ဒီတရားကိုဟောလိုက်တာအဲ့ဒီတရားဟောလိုက်တဲ့အချိန်မှာဒီတတိကလေးကတတိတံဝေကတွေရပြီးတော့မြတ်စွာဘုရားတဲ့တတိတော်ကိုသင်္ကန်းဝတ်ပေးတော်မူပါတဲ့တတိသားလေးကလျှောက်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကမာတာပိတုနံနာဘဂတိတဲ့မာတာပိတုမိဘတို့ဒီအနုညတ္တာခွင့်ပြုအမတာနဲ့ဦးဇင်းတို့ဒီဘောနော်အခုရှင်သာမဏေလောင်းနေရာတွေယဟန်နေသူတို့မှာမိဘရဲ့မရှိကြဘူးလားရှိတယ်အဲ့ဒီမိဘကခွင့်ပြုမှတာလဲရှင်ယဟန်ဖြစ်ခွင့်ပေးတာဒီကလကားဝင်ဝဲလို့မိဘမပြုပြုရင်ဝင်ဝဲလို့မရဘူးတာလားတော့နော်မရဘူးဘာကြောင့်မရလို့ဆိုလို့ရှိရင်တရားတော်တရားတော်နဲ့မဆိုင်ပါဘူးသောတာပတ္တရာဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားဖြစ်စဉ်အခါကသူ့ရဲ့နန္ဒာမင်းသားလို့လားနန္ဒာမင်းသားကိုထားလိုက်အောင်ရဟန်းပြုပေးလိုက်တာခေါ်ပြီးတော့သူ့ရဲ့သားတော်
ရာဟုလာဗုဒ္ဓရဲ့သားတော်ရာဟုလာတွေကကျောင်းသင်္ကန်းကိုလိုက်ပြီးတော့သူ့အမေကလည်းအမွေတောင်းခိုင်းတာပေါ့နော်လူတော်ကသူသိနေဆိုတော့အားနဲ့အမွေလိုက်တောင်းမြတ်စွာဘုရားပေါ်ထတာကျောင်းတော့ခေါ်ကြပြီးဟိုရောက်တော့အေးငါအမွေမင်းမယ်ဆိုပြီးတော့သင်္ကန်းဝတ်ပြီးတယ်ကလေးကိုပြတ်သားတော့နော်သင်္ကန်းဝတ်ပြီးပြတာသင်္ကန်းဝတ်ပြီးတော့အဲ့ဒီအချိန်မှာသူ့ရဲ့ခမည်းတော်ကြီးကတရားကိုပြန်ပြီးတော့ရှောက်တယ်ရှင်ဗျာတဲ့ဒီလိုကြီးဟိုဖြစ်မဲ့ဆိုကျန်တဲ့မိဘတွေဘယ်လိုလုပ်မလုပ်ပေါ့နော်ညတော့ဒီတာရဏကောင်သွတ်သွင်းမယ်ဆိုရင်လေတဲ့မိဘတွေရဲ့ဖွံ့ဖြိုးချက်တောင်းပါတဲ့ရှင်ဗျာအဲ့လိုတောင်းပြီးမှဝတ်ပေးပါတဲ့အဲ့ဒီကနေပြီးတော့ထွက်ပေါ်လာတဲ့စကားကိုပြောတာနော်ဗျာမြတ်စွာဘုရားရှင်ကိုလိုမြတ်ဒီသူ့ရဲ့သားရာဟုလာကိုသင်္ကန်းဝတ်ပေးပြတာဘလူရှိယမှာဖွင့်မတောင်းနဲ့ဝတ်ပေးပြတာဟုတ်လားဒါကြောင့်ခမည်းတော်ကြီးကတော်တော်နာခမည်းတော်ကြီးကလျှောက်တယ်ရှင်ဗျာနောက်ဆိုအဲ့လိုမလုပ်ပါနဲ့နော်သင်္ကန်းဝတ်ရှင်ဖို့ညာတော်လည်းပဲမိဘတွေရဲ့ဖွင့်ပြချက်တောင်းမှဝတ်ပေးပါလို့တော့ခမည်းတော်ကြီးကလျှောက်လာတယ်အဲ့ဒါအောင်မှာဦးဇင်းတို့ဝင်ပြီးထဲမှာဒါတန်တိတ်ထံတီလိုက်တာပေါ့နော်မိဘရဲ့ဖွင့်ပြချက်မရှိရင်ရှင်ရန်ပြုလို့မရဘူးဒီလိုပဲအခုသတိသားလေးမြတ်စွာဘုရားရဲ့တရားတော်ကိုသွားနာတယ်သင်္ကန်းဝတ်ရှင်ဝိညာဉ်တော်လည်းပဲမြတ်စွာဘုရားဖွင့်ပြရတာဘာကြောင့်ဖွင့်ပြတာလို့ဆိုရင်မိဘတွေကဖွင့်ပြမှသာလဲဒါသင်္ကန်းဆိုတာဝေရမှာဟုတ်လားဒါကြောင့်မလို့သတိသားရငါလက်ရှိသားတဲ့မြတ်စွာဘုရားကဒီသတိသားတွေကိုပြောလက်ရှိသားတဲ့အတဲ့မိဘတွေကသင်္ကန်းဝတ်ဖို့ခွင့်ပြုပြီလားဆိုတော့ခွင့်မပြုသေးပါဘူးဗျာတဲ့ဒီလိုတရားနာတာမိဘတွေသိပင်ပညာတော်လည်းပဲဒီသင်္ကန်းဝတ်တဲ့ကိစ္စကိုမိဘတွေမသိပါဘူးဗျာတဲ့အေးတဲ့အဲ့ဒါဆိုရင်မိဘတွေရှိကြွခွင့်ပြန်ရှိဆိုပြီးတော့မြတ်စွာဘုရားကဒီသတိသားလေးကိုမိဘတွေရှိပြန်လို့လိုက်အဲ့ဒီအချိန်မှာပဲတတိလင်မယားကလည်းပဲသူတို့မှာဂရေ80ကျေဝချမ်းသာဖြစ်ခြင်းတော့ဒီသတိသားလေးကလည်းတူဒီတော်သားလေးသူတို့မှာမိသားစုမရှိဘူးတူဒီတော်သားလေးတူဒီတော်သားလေးဖြစ်တဲ့အတွက်ဒါကမိဘတွေကိုဆင်ရန်ပြုဖို့ခွင့်တောင်းပေမဲ့မိဘနှစ်ပါးကခွင့်မပြုဘူးမိဘနှစ်ပါးကပြတော့ခွင့်ပြုသလားမပြုလားခွင့်မပြုဘူးဘာကြောင့်ခွင့်မပြုတော့ဆိုလို့ရှိရင်သူတို့လည်းအသက်အရွယ်နေအားဖြင့်တော့ကြီးနေပေါ့နော်ကြီးနေတဲ့အတွက်ကြောင့်ငါတို့လည်းတူဒီသောသားလေးရှိရငါတို့မျိုးဆက်မပြတ်အောင်ငါတို့ခွင့်ပြုလို့မရဘူးဆိုပြီးတော့ဒီတစ်နေ့လည်းမရကတားတော်လေးကိုဆင်ရန်ဖြစ်ဖို့ခွင့်မပြုဘူးအဲ့ဒီလိုခွင့်ပြီးတော့ဒီတစ်နေ့သားလေးကဘာလို့တော့ဆိုလို့ရှိရင်အဲ့ဒီကစပြီးတော့အစာရည်စာမစားဘူးပြောရမယ်ဆိုရင်တော့စန္ဒာပြတယ်ပေါ့မိဘတွေမိဘနှစ်ပါးကိုစန္ဒာပြတယ်ငါယဟနာမောဟတိတိငါစာရည်စာမစားဘူးဆိုပြီးတော့နေတာဘယ်နှစ်ရက်ကြာသွားတော့ဆိုလို့ရှိရင်9ရက်ဘယ်နှစ်ရက်တော့9
9ရက်ကြာသွားတယ်9ရက်ကြာသွားစာရေးစာမစားမတော့ပဲနဲ့ဆန္ဒပြတာ9ရက်ကြာအဲ့ဒီ9ရက်ကြာလဲနေရောမိဘတွေကသူတို့ရဲ့သားသမီးကိုစစ်တဲ့စိတ်ကများသလားမုန်းတဲ့စိတ်ကများသလားစစ်တဲ့စိတ်ကများတယ်ဒါကြောင့်မလို့မိဘတွေကစင်ကြယ်သူတို့နဲ့တိုင်မြန်တာပေါ့ဩငါတို့သားလေးဒီလိုနဲ့တည်သွားရင်အစင်မပြေဘူးဉာဏ်ဘဝရောက်ရင်ငါတို့မြင်နိုင်တွေ့နိုင်သေးတယ်ဒါဖြစ်တော့ဉာဏ်ဘဝရောက်ရင်မြင်နိုင်တွေ့နိုင်သေးတယ်ဒီလိုကြီးဖြစ်သက်သွားမယ်ဆိုရင်သူတို့ရဲ့သားရဲ့သူတို့သားရဲ့အသက်အန္တရာယ်မထိခိုက်ပြီဘူးလားထိခိုက်မှာဒါကြောင့်မလို့မိဘမေတ္တာကြီးမားလွန်းလို့အစိမပြေညာတော်လည်းပဲသားတော်လေးကိုနောက်ဆုံးမလုပ်လိုက်ခွင့်ပြုလိုက်တာခွင့်ပြုလိုက်အဲ့ဒီတရေသားလေးမိဘတွေကခွင့်ပြုလို့ဘုရားရှင်ထံသွားဘုရားရှင်ကိုလျှောက်ဖို့ဘုရားရှင်ကိုရောမြတ်ကြီးကိုလျှောက်တော့မြတ်စွာဘုရားကိုရောမြတ်ကြီးကယန္တပါကိုဒီတရေသားလေးကိုသာသနာပေါင်းတို့သူတင်ချိမြောက်ခိုင်းလိုက်တာယဟန်ဖြစ်သွားပြီပေါ့နော်ယဟန်ဖြစ်တော့သူ့ရဲ့ဥပိ္ပဇေဆရာနဲ့တာဝိထိမြို့မှာပဲသာဝေကျမ်းကနေတင်တယ်သာဝေကျမ်းကနေတင်ပြီးတော့နေလာလိုက်တာ9နှစ်ကြာတယ်ဘုံငယ်နဲ့ကြီးရပါတော့အစာရေးသာပုံများတာပေါ့ဘုံငယ်နဲ့ကြီးရပေါ်လဲပုံများတာပေါ့အစာရေးသာလူပဲဝတ္ထုစုစုတွေပုံများတာအဲ့ဒီလိုပုံများတယ်တဲ့9နှစ်ပြန်တော့9နှစ်ပတ်လုံးစာပေကိုတုဒ္ဒတွေကိုလိုက်စားတယ်ဉာဏ်တို့ရဲ့ဘဝမြင်ပြီးကျင့်စဉ်နှစ်ခုပဲရှိကန္နာဒုရဝိပဿနာဒုရဘာလဲတော့ကန္နာဒုရဝိပဿနာဒုရစာပေကျမ်းဂန်ကိုလိုက်စားရမယ်ကန္နာဒုရကန္နာဒုရကဘာလို့စာပေကျမ်းဂန်တွေကိုလိုက်စားရမယ်ဦးဇင်းတို့အခုလိုဦးဇင်းစာကြတာမပြီးသေးတော့စာပေတွေလိုက်ရတာပေါ့နော်အရှင်အိန္ဒိယလို့ဒီတန်းမပြီးသေးတော့စာဝါတွေမလိုက်ရဘူးလိုက်ရတယ်သင်ရတယ်သာသနာ့ဘဝဆိုတာကအင်မတန်မှပြန်မှဆင်းရဲပါတယ်လူမဲ့သူတရားတရားပေါ့မိမိရဲ့အတိတ်ကံပါရမီကောင်းလို့ဘုံကံကြီးပင်ကြီးညာတော်လည်းပဲဆိုင်ရင်ကြောင့်ထိုင်ရတယ်ဒီလိုတို့ရှင်မြတ်ကြီးတွေကိုဓမ္မယုတ်တွေကြဆိုင်ကြောင့်ထိုင်ဟုတ်လားဆိုင်ကြောင့်ထိုင်ရတယ်ကြားဝတ်တဲ့ပုံမှန်ကြရတယ်စာပေကျမ်းဂန်တွေကိုလိုက်စားဒီဥဒေလေးကဒီတရိစ္ဆာလေးရတယ်အတိုင်းပဲ9နှစ်အတော်တွင်ကန္နာလူရဲ့ဆိုတဲ့စာပေကျမ်းဂန်တွေကိုလိုက်စားတာစာပေကျမ်းဂန်တွေလိုက်စားပြီး9နှစ်မြောက်တော့သူပြေးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလျှောက်ပြီးတော့ရှင်ဘုရားဒီလိုကမ္မဋ္ဌာန်းပေးပါပြီးတော့တောထွက်ပြီးသာသနာပြုမယ်ပေါ့မြတ်စွာဘုရားကကမ္မဋ္ဌာန်းတရားပေးပြီးတော့တာဝတိနဲ့အဝိတ္တနေရမှာသင်္ကန်းကြောင်းလေးတပားနေပေါ့နော်တပားနေသင်္ကန်းကြောင်းလေးစောက်ပြီးတော့သူ့မှာအားထုတ်တာဘယ်နှစ်ကြာသွားလို့ဆိုလို့ရှိရင်12နှစ်ကြာဘယ်နှစ်တော့12နှစ်ကြာအဲ့ဒီ12နှစ်ကြာပြန်ကြာများတော်လည်းပဲအဲ့ဒီတထေသာယဟန်လေးမှာတရားသူတရားမြတ်မရဘူးရသလားမရဘူး
တရားသူတရားမြတ်မရဘူး12ပတ်လုံးသူကြင့်ကြံပြီးတော့နေနေတာတရားသူတရားမြတ်မရဘူးအဲ့ဒီအချိန်မှာတာဝတိမျိုးဇေတဝန်ကျောင်းတော်ကယဟန်တစ်ပါးကြွလာယဟန်တစ်ပါးကြွလာတော့အာဂန္တုကဝတ်တင်စားဆိုတဲ့ဥစဉ်တို့မှာဝိနည်းတိတ်ကကိုရှိရယဟန်တစ်ပါးလိုက်ခင်းကျူဆိုရမယ်သူတို့ရဲ့ဝေယဝတ်စာကိုကြီးရငယ်တာကြီးနောက်မှထားအာဂန္တုကဝတ်တင်တာအာဂန္တုယဟန်ကိုခင်းကျူဆိုရတယ်အဲ့ဒီယဟန်ကလည်းပဲဒီလိုပဲဟောတာဝတိကသာဝတိမျိုးဇေတဝန်ကျောင်းကကြာလာတဲ့ယဟန်ကိုသူခင်းကျူဆိုဘုံလုံးကတောက်ရင်သုံးဆောင်ရင်နေရာထိုင်ခင်းပေးအဲ့ဒီလိုပေးပြီးတော့တရိစ္ဆာယဟန်လေးကအဲ့ဒီအာဂန္တုကယဟန်ကိုမေးလျှောက်တယ်မြတ်စွာဘုရားရှင်နဲ့တကွာယဟန်တော်ကြီးကျမ်းမာပါရဲ့လားဗျာတဲ့တရိစ္ဆာယဟန်လေးကအာဂန္တုယဟန်ကိုမေးလျှောက်တာအာဂန္တုယဟန်ကလည်းပဲမြတ်စွာဘုရားရှင်နဲ့တကွာသံဃာတော်အားလုံးကျမ်းမာနေကောင်းတယ်ပေါ့နော်အဲ့ကနေပြီးတော့တာဝတိမြို့မှာတဲ့ဂရိစစ်တဲ့ကျွာချမ်းသာတဲ့တထေးလင်မယားအကြောင်းဟောတတိလင်မယားဟောကျမ်းမာကြရဲ့လားတဲ့တတိလိုအာဂန္တုယဟန်ကိုမေးတော့အာဂန္တုယဟန်ကတတိတထေးလင်မယားအကြောင်းမပြောပါနဲ့ဗျာတဲ့ဒီတော့မပြောကျင်ပါဘူးဗျာတဲ့မဆောက်ကျင်ပါဘူးပေါ့နော်အာဂတတိသားရင်ဘာကြောင့်လို့ဘာကြောင့်ဘယ်လိုဖြစ်နေလို့ဒီတတိခင်ဗျာဒီတော့မပြောကျင်ပါဘူးတဲ့ဒီတော့ရှင်ဗျာအဲ့ဒီတတိလက်မယားရဲ့အကြောင်းကိုဒီတော့မပြောကျင်ပါဘူးပေါ့ဒီလိုနဲ့ဆောင်းရင်တတိသားရလည်းအင်းမေးရဘာကြောင့်မေးတော့ဆိုတတိတရေကသူ့ရဲ့ဘာတော်သူတို့ရဲ့မိဘနှစ်ပါးဟုတ်လားမိဘနှစ်ပါးဆိုသူကလည်းအာဂန္တုကယဟန်ကိုထုတ်မပြောဘူးအဲ့ဒါလည်းပြောမိဘတွေကအကြောင်းဆုံးပြောပြပါဘုရားလို့တခါလေထုတ်မပြောဒီလိုပဲမေးနေအာဂန္တုကယဟန်ကပြောလိုက်တာငါရှင်မေးလို့တာငါရှင်အတင်းမေးလို့တာငါပြောမယ်တတိတရေဒီမယားကသူတို့သားတစ်ယောက်ရှိတယ်သူသားတစ်ယောက်ကရဟန်းမောင်နဲ့ဝတ်သွားတာဝတ်သွားတာကြတော့တရေဒီမယားကတက်ကြီးရွယ်ကိုဖြစ်တော့ဘယ်တော့ပဲစည်းစိမ်ဥစ္စာရှိရန်သူမျိုး၅ပါးမဖြတ်စည်းပြီလားဖြတ်စည်းတယ်ဒါကြောင့်တရေဆိုတဲ့အိမ်ကူတွေမရှိပြီဘူးလားရှိရဲ့အဲ့အိမ်ကူတွေကနေပြီးတော့ဒီနေ့တော့ပေးရတယ်ပဲအတင်းတစ်ထောင်ရတာတော့မှသူတို့ကတတိနဲ့များကိုပြင်ကြတာ10ရင်းအောင်ပြီဟုတ်လားကျန်တဲ့ဟာသူတို့တော့တာလေနော်ဒါကြောင့်ကြားရှင်းလာတော့အဲ့ဒီတရေလည်းမရခံနိုင်ရဲ့လားမခံနိုင်ဘူးမခံနိုင်တော့ဘာဖြစ်သွားတော့ဆိုလို့ရှိရင်မွဲတယ်လို့တော့ပြောလို့မရအဲ့ဒါအစိုးဆုံးကိုဖြစ်သွားတယ်။ဘာဖြစ်သွားတော့ဆိုလို့ရှိရင်သူတို့ရဲ့အိမ်လည်းမရှိတော့သူတို့ရဲ့အိမ်လည်းမရှိတော့စီပါပုဒ်တာလည်းမရှိတော့ဘူးသူတို့မှနေကြသူတို့လမ်းမေးထရက်မှာနေနေရ
လမ်းမေးတဲ့နေပြီးတော့တောင်းစားနေရတဲ့ဘဝရောက်တာတတိယများဘာဖြစ်သွားတော့တောင်းစားနေတဲ့ဘဝကိုရောက်သွားတယ်အဲ့ဒီအကြောင်းကိုအာဂန္တုယံကပြောတော့အညတရဆိုတဲ့ဘဲကူယံလေးဟာရှုံးပွဲချငိုပါလေရောဘာကြောင့်လဲသူကတရားထုမှမရသေးတာဟုတ်လားသောတာပန်သဂါတာကံအနာကံရဟတကိုမဖြစ်သေးဘူးတရားမရသေးပုရုသေယံဆိုတော့မိမနာကဒီလိုဖြစ်သွားပြီဆိုရင်မိမိတို့နေနေရတော့ဘယ်လိုဖြစ်မလဲတရားနာပရိသတ်အနေနဲ့ရောခံစားနိုင်ပါမလားကျေးဇူးဆက်တာမဆက်တာနောင်မှဟုတ်လားခံစားနိုင်ပါမလားမခံစားနိုင်ဘူးအဲ့ဒီလိုပဲဒီအညက်ရပင်ကူရတယ်ဟောငါမိဘနှစ်ပါးရဲ့ဒီလောက်ဒီဖြစ်သွားပြီဆိုပြီးတော့ရှုံးပွဲရှက်ငိုကြွေးတာအဲ့ဒီလိုငိုကြွေးရင်လည်းတတိပေါ့နော်တတိကံဝေကရတယ်ငါသည်အဘ္ဗကပုဂ္ဂိုလ်များဖြစ်လေသလားဆိုပြီးတော့တွေးဝင်လာအဘ္ဗကပုဂ္ဂိုလ်ဆိုတာကတရားမရနိုင်တော့ပုဂ္ဂိုလ်ဘာမရနိုင်တော့ပုဂ္ဂိုလ်တော့ရတ္တမရတ္တကိုမရနိုင်တော့ပုဂ္ဂိုလ်အဘ္ဗကပုဂ္ဂိုလ်ငါသည်အဘ္ဗကပုဂ္ဂိုလ်များဖြစ်နေသလားဆိုပြီးသူ့မှာတွေးပြီးတော့ငါတနေ့နေ့ကလုံးတရားအားထုတ်လာတာဘာတရားမှမရဘူးငါမိဘရလည်းပဲဆင်းရဲမွဲတေဖြစ်နေပြီဒါကြောင့်ငါတာဝတိကိုပြန်ပြီးတော့ငါမိဘတွေကိုငါပြန်လုပ်ပြီးမယ်ဆိုပြီးတော့အဲ့ဒီကြောင်းသင်္ကန်းကိုအာဂန္တုကယံကိုလှူပြီးတော့အညရဘဲကိုတထေသာလေးတာဝတိမျိုးကိုပြန်လာတာပြန်ကြွလာပြန်ကြွလာတဲ့အချိန်တာဝတိမျိုးကိုဝင်တဲ့လမ်းတလမ်းရေတဝန်ကျောင်းတော်ကိုဝင်တဲ့လမ်းတလမ်းလမ်းကွလမ်းဆုံးအဲ့ဒီရန်တော်တွေရောက်လာလမ်းကွလမ်းဆုံးရောက်လာတော့ငါမိမနှစ်ပါးကိုခါလဲသွားတွင်ကောင်းမလားရသော်ဘုရားရှင်ကိုဝင်ခုပြီးမှမိဘနှစ်ပါးထံသွားရင်ကောင်းမလားဆိုပြီးတော့ဒီစိတ်တွေဖြစ်တာဝေခွဲမရပဲဖြစ်နေတဲ့အချိန်သူ့ရဲ့တတိပြန်ဝင်လာပြီးတော့ဩငါတာဝတိမျိုးလေးရောက်လို့လူထက်သွားရင်ကျောင်းကံဖျားကိုရောက်ဖို့ခဲရင်ပြီဟုတ်လားလူထွက်ပြီးတော့မိဘတွေချီရောက်သွားရင်ကျောင်းကံဖျားကိုတွားဖို့ခဲရင်ပြီဆိုတဲ့စိတ်လေးကတတိကိုသူတို့ကျွန်တော်လုံပြောမလို့လို့ရှိရင်တရားသူတရားမျက်နှာမရသေးတာသီလသမာဓိစိတ်ခါပြည့်စုံတဲ့ပုဂ္ဂိုလ်တွေပေါ့နော်အဲ့ဒီလိုပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဖြစ်တော့သူတို့မှာအတိတရားဆိုတာရှိတတိအတိတရားရှိအဲ့ဒီလိုလမ်းကလမ်းဆုံးမှာငါအိမ်ပြန်ကောင်းမလားကြောင်းသွားရင်ကောင်းမလားပေါ့ရှင်းရှင်းပြောရတယ်ဟုတ်လားအိမ်ပြန်ကောင်းမလားကြောင်းသွားရင်ကောင်းမလားအဲ့ဒီလိုနဲ့အဲ့ဒီရန်လေးကဘောငါအိမ်ပြန်သွားရင်ကြောင်းကံပြောင်းငါရောက်ဖြစ်မှာမဟုတ်ဘူးဒါကြောင့်မို့လို့ငါလူမထွက်ခင်ရသော်ဘုရားရှင်ကိုသွားပြုမယ်ဆိုပြီးတော့ဇေတဝန်ရှိတဲ့အကြောင်းကိုဇေတဝန်ရှိတဲ့လမ်းကိုရွေးပြီးတော့ဇေတဝန်ကြောင်းအသွားအဲ့ဒီအချိန်မှာမြတ်စွာဘုရားလည်းပဲဟောဒီရန်လေးငါတရားကိုလာနာမယ်ဆိုတဲ့သက်ပင်ဣဒဉာဏ်ရှိတော့မသိပေဘူးလားဘုရားရှင်
ဘုရားရှင်ကသိတယ်ဒါကြောင့်မလို့အဲ့ဒီတရားပွဲကိုဟောတဲ့အချိန်ပုံနာတစ်ယောက်ကိုအကြောင်းပြုပြီးဟောနေပုံနာတစ်ယောက်ကိုအကြောင်းပြုပြီးဟောနေတာပုံနာကသူတော်ရှင်အဲ့ဒီသူတော်ရှင်ကမိဘတွေကိုလှုပ်ကြွေးတယ်ပြုစုတယ်ဆိုပြီးတော့ဘုရားရှင်ကိုရှောက်မြတ်စွာဘုရားလည်းဟာဒါကောင်းတာပေါ့မိဘတစ်ပါးကိုလှုပ်ကြွေးရမှာပေါ့ကျေးဇူးအနန္တတွေများပြားတာမိဘတစ်ပါးကိုလှုပ်ကြွေးနေတယ်ဟာလူဘဝနေနေယံဘဝနေနေမိဘတစ်ပါးကိုလှုပ်ကြွေးတဲ့နယ်ဆိုပြီးတော့မြတ်စွာဘုရားကမာတုပောတကတုတ်တံကိုဟောတာဟုတ်လားမာတုပောတကတုတ်တံကိုဟောတယ်မာတုပောတကတုတ်တံဟောတယ်ဇတ်တော်တွေကတော့အများကြီးပဲ9 နာရီလည်းထိုးတယ်အဲ့ဒီဇတ်တော်တော့ပြောတော့ပါဥမာနေရာနဲ့ပြောမယ်ဆိုတော့မာတုပောတကတုတ်တံဆိုတာကကြားမှုနာဝရတော့တရားနာပရိသတ်တွေရှိကြမှာနော်သံဃာတော်ဘုရားရှင်ကိုယ်တော်မြတ်ကြီးမြင့်ဘဝဆိုတော့သိရမှာကြီးမြင့်ဘဝဟိုလိုဒီကြီးမို့ဟိုဟာကြီးမြင့်ဘုရားမယ်ဆိုတော့ဘာခေါ်တော့သာရိကလည်းမဟုတ်တက်တူရေးနော်တက်တူရေးဘဝကိုဒါသံဃာဆိုတာဘုရားရှင်ဘုရားလောင်းဘဝပေါ့နော်အဲ့ဒါကြောင့်မလို့မာတုပောကသုတ်တံကိုခေါ်လိုက်တာမာတုပောသုတ်တံဘာမှမသိမှကြောက်လို့ကျင်းမင်းဆက်ဟုတ်လားကျင်းမင်းဆက်လို့ပဲမှတ်ထားတော့အဲ့ဒီအကြောင်းတော့ပြောတော့အဲ့ဒီကျင်းမင်းဆက်ကြောင့်ဟောပြီးတော့ဒီမှာမိဘတွေကိုဘယ်လိုပဲလုပ်ကြည့်ပေါ့နော်ယဟန်ဘဝနဲ့ပဲလုပ်ကြည့်ကောင်းတယ်ဆိုပြီးတော့သောတာရဘုရားဘုရားရှင်ကိုယ်တော်မြတ်ကြီးကအဲ့ညမှာဟောလိုက်အဲ့ဒီယဟန်တွေကလည်းဩငါသာဝတိကိုလည်းသွားပြီးဟောဖြင့်ငါလူဖက်သွားပြီဟောမြတ်စွာဘုရားဆရာတရားတော်ကိုလာနာလိုက်တာငါအတွက်အကျိုးရှိပါပြီဆိုပြီးနှလုံးသွင်းပြီးတော့မနက်အာယောအလင်းရောက်တော့မိဘတစ်ပါးထံရင်သွားမလားငါမြို့ရွာလေးကိုလူခံပြီးသွားရင်ကောင်းမလားစဉ်းစားငါမိဘတစ်ပါးနဲ့ဒီတိုင်းသွားရင်မကောင်းဘူးငါမှလည်းဘာမှမပါဘူးဒါကြောင့်မလို့မြို့ရွာလေးကိုဆုံးကလှည့်လည်ပြီးတော့မိဘတွေရှိတဲ့အရက်ကိုရှာပြီးသွားတာတပိတ်ထဲမှာယာကုသွန်းလေးပေါ့ယာကုတော်သိရတာလေယာကုတော်သိရနော်ကလေးတွေရောသိရလားကလေးတွေယာကုတော်စံပြုတ်ပြောတာနော်ကလေးတွေသိဖို့ရည်ကြီးရဲ့ခေတ်ကာလကလေးတွေပဲဟိုအဖေရမှာနော်မိဘကိုကျေးဇူးသိတတ်ဖို့ကကလေးတွေအဓိကပဲလို့နော်လူကြီးတွေကတော့ကြီးမိုက်တွေဖြစ်ကုန်ဟုတ်လားမဟုတ်လားကြီးမိုက်တွေဖြစ်ကုန်ပြီဘာဖြစ်လို့ကြီးမိုက်တွေဖြစ်ကုန်သိတယ်မသိဘူးမို့လိုက်နာလားဆိုရင်မလိုက်နာဘူးသိလားဆိုရင်မသိဘူးလားလိုက်နာလားဒါကြောင့်မလို့ကြီးမိုက်ပြီဟုတ်လား50ကျော်60ဝန်းကျင်ပြီရာသောအဖြစ်တော့ဘောတော့အကုန်လုံးတော့မဆိုးလို့ပါဘူးလူတရားမှာ10ယောက်တောင်မှမရှိပါဘူးအကုန်လုံးကကြီးမိုက်ပြီမသိဘူးလားဆိုတော့ဆရာသွားလို့မရဘူးအကုန်သိရဲ့ဥဒိတဲ့တောင်ပုံသိရဲ့သူတို့ကဟုတ်လားဟုတ်လားမဟုတ်လားသူတို့ရဲ့ဘုံတူတာတွေကျွယ်ဝတယ်သူတို့တရားတော်လေလိုက်နာလားဆိုတော့
မလိုက်တာဘူးကြီးမိုက်တယ်ဟုတ်လားကြီးမိုက်တယ်လေကြီးမိုက်တယ်မဖြစ်ဖို့တတိလေးဆောင်ကြပေါ့ဟုတ်လားဒီလိုနဲ့ပဲတရေသားရန်တော်လေးကစံကံကြပြီးတော့မိဘတွေရှိတဲ့ရက်ကိုရှာပြီးတော့မိဘတွေကဇရက်မှာနေနေရအဲ့ဒီဇရက်ကိုတွားပြီးတော့ဇရက်အချိန်မှာမတ်တဲ့ရက်နေရတန်းပြီးတော့ရန်တော်လေးကအာငါမိဘပဲဆိုပြီးတန်းပြီးတော့ဝမ်းကန်းတက်တာမသွားဘူးအဲ့ဒီဇရက်မှာဇရက်အချိန်မှာမတ်တဲ့ရက်တပိတ်ပတ်အဲ့ဒီလိုနဲ့ဘိုးကြီးဘွားကြီးပြတဲ့တထေးကြော်တော်လေးတထေးကြော်တော်တွေကတထေးကြော်တော်ကလမ်းကြော်တယ်တဲ့ဘိုးကြီးဟိုမှာဦးစင်းလေးတစ်ပါးရဟန်းတစ်ပါးကဆုံးခံကြနေရဲ့ငါတို့အိမ်ကြောင့်အဲ့ဒီရဟန်းလေးကျန်တဲ့အိမ်ကြီးဆုံးခံနောက်ကျနေဦးမယ်ကြောသုံးလို့ပြောလိုက်အောင်ဆိုပြီးတော့ဖိုင်းကြီးကဘိုးကြီးကိုပြောခိုင်းဘုန်းကြီးကလည်းပြောရတယ်ကြောသုံးပါဗျာပြောပါလေတော့ရန်တော်ရရတယ်ကြောသုံးလို့တန်ကြမတော်ရက်နောက်တစ်ချိန်ထပ်ပြောကြောသုံးပါဗျာနောက်ချိန်ထပ်ပြောလေအဲ့ဒီရဟန်းကဒီဖဲกว่าမသွားဒီနားပဲရက်သုံးချိန်မြောက်ပြောတော့သုံးချိန်မြောက်ပြောလေဒီရန်တော်တွေကသူကတော့သိလေဒါငါအဖေငါအမေဆိုတာသိနေပြီလေသိနေတဲ့ကြောင့်သူကမကြွတော့ဆုံရက်နေတော့ဘိုးကြီးဖွားကြီးကသူ့ရဲ့တာမန်သိသလားမသိဘူးလေနှစ်ပေါင်းကဘယ်လောက်ကြာသွားပြီဆိုလို့ရှိရင်ရဟန်းတော်လေးကန္တာလူရဆိုတဲ့စာပေသင်ကြားတာ9နှစ်ဝိပဿနာလူရဆိုတဲ့တောမှာသွားပြီးတော့တရားအားထုတ်တာက12နှစ်အကုန်လုံးပေါင်းဘယ်နှစ်ကြာလဲ18နှစ်ကြာပြီအဲ့ဒီ18နှစ်အတွင်းမှာအဲ့ရန်လေးကမိဘတွေကိုလည်းဆက်တယ်မလုပ်ဘူးသွားမတွေ့ဘူးသူတရားသူရအောင်ရှာတရားတာမရတာ18နှစ်ကြာတော့ဟောအသက်80ကျော်ဟုတ်လား90ကျော်ပြီတော့ခါကိုက်နားထိုင်မျက်စိမုံကြီးဖြစ်နေပြီလေအဲ့တော့မြင်တော့မြင်တယ်မုံမုံဝါးလေးနဲ့မိမိတာမန်လို့သိရလားမသိဘူးဒါကြောင့်မလို့3ချိန်3ခါပြောဆိုတာတော့6တာကြောဆုံးပါဗျာကြောဆုံးပါဗျာ6အဲ့ဒီရန်လေးကမကြွတော့သူတို့စိတ်ထဲမှာဘာဖြစ်လာတော့ဆိုဟောဒီရန်လေးကငါတို့ရဲ့သားတော်လေးများဖြစ်မလားဆိုတဲ့စိတ်ပေါ်ပေါက်လာအဲ့ဘိုးကြီးအဲ့ဒီရန်လေးလည်းဘယ်မှမကြွဘူးငါတို့ရဲ့သားတော်လေးများဖြစ်မလားဆိုပြီးတော့ငုံကြီးနေကိုလက်လေးကာပြီးတော့ကြည့်လိုက်တော့သူသားယဟန်မှန်သိရောငိုချင်းချပါလေရောဘာဖြစ်တော့ငိုချင်းချဘော18နှစ်ကြာမတွေ့တဲ့တားကိုဘုမပြန်တွေ့ဘုမပြန်တွေ့တဲ့ချိန်နဲ့ကောင်းတဲ့ချိန်လားမကောင်းတဲ့ချိန်လားမကောင်းတဲ့အချိန်မှာပြန်သူတို့မှတော့မှနေစရာစားစရာမရှိလို့နေစရာဆိုလဲဇဲဆိုဇဲကြမှာနေစားစရာဆိုလဲသူများပေးစာကမ်းစာစားနေရတဲ့ဘဝရောက်နေတော့
ငါသားလေးနေနိုင်လိုက်တာမေတို့ဒီလိုဖြစ်သွားတယ်ဖေတို့ငါသားလေးနေနိုင်လိုက်တာစမပြန်ကြောင်းမကြသူတို့မှာတော့16နှစ်လောက်ကလုံးအဆက်အသွယ်မရှိတော့သူတို့သားလေးတေးပြီလို့လေသူတို့မတွေးဘူးလားတွေးပါလေနော်တွေးနေမတင်ညာတည်သွားရင်လားဘယ်ရောက်သွားတော့မိဘတွေကသူတို့ကဆင်းရဲတာသူတို့သားသမီးကိုမေတ္တာပြည့်ရဲ့လားမပြည့်ဘူးဟုတ်လားသူတို့ကဆင်းရဲတာသားသမီးကိုမေတ္တာပြည့်မပြည့်ဘူးဒါကြောင့်မလို့ဒီရဲ့အဲ့ဒီမှာသာမိသာပါ3ယောက်ရှင်နောင်ဖြစ်တည်ပြောပြီးငိုကြွကြတာပေါ့အဲ့ဒီလိုနဲ့ရဟန်းတော်လေးကဘာပြောတော့ဆိုမိဘနဲ့ပေါ့ဒီအားရှိမဲတော်နဲ့ခမည်းတော်မဟုတ်ပါနဲ့သားတော်လုပ်ပြပါမယ်တဲ့ဘယ်လိုအလုပ်ပြပါတော့တတိသားတော်ကယဟန်လားလူလားယဟန်သားတော်လုပ်ပြပါမယ်ဆိုပြီးတော့မိဘနှစ်ပါးကိုသူမြို့တဲ့ရက်ရွာထဲမှာလဲလဲစွမ်းခံလာတဲ့ယာကုလေးကိုမိဘနှစ်ပါးကိုတွေ့တယ်မိဘနှစ်ပါးစားပြီးရဲ့အတွင်းကြောင်မှတတိယံကစားဒီလိုနဲ့ရက်ပေါင်းလာပေါင်းညာစွာကြားလာတော့ရဟန်းတော်တွေကမိဘတွေအတွက်တာသူကဘိုက်ဝအောင်တွေ့ရသူ့ကဝါတဲ့နေလည်းရှိတယ်လို့မဝါနေလေမဝါတဲ့နေလည်းရှိဆုံးဆိုတာကတော့မြေတိုင်းတပိတ်ဆိုင်ကြားတဲ့နေဆိုတာကတော့မရှိဘူးဟုတ်လားမရှိဘူးဘာကြောင့်မရှိတော့လို့ရှိရင်ဦးတို့မန္တလေးဆုံးကမန္တလေးမှာနေတော့ဘုံလုံးတို့အားရရင်တော့တပိတ်ပြည့်ဝတ်သားကျက်သားဟင်းကောင်းနေကြီးရတမရနေနေဆိုဘာရဘူးအကျော်လေးနှစ်ခုလို့ဆုံးလေးနှစ်သုံးလို့ဒါဦးလေးကအကျော်ကြီးရမဟုတ်စုံစမ်းကြည့်လိုက်မန္တလေးတန်ဃာတော်တွေဘလောက်ဆုံးခံမှာပြင်ပန်းလေဆိုလို့ရှိရင်နေရင်းတော့မဟုတ်ဘူးတော့ရတဲ့ကတော့ဟာကျက်သားဝတ်သားတပိတ်ပြည့်ဟင်းကွက်ပြည့်ဆုံးတပိတ်ပြည့်ရဟင်းကွက်ပြည့်ရမရတဲ့နေကြဟုတ်လားအကျော်လေးတစ်ခုသုံးခုလို့နဲ့ဆုံးလေး၄-၅လုံးလောက်နေနဲ့ပြန်လာဒါရန်ဘဝကတော့သာသနာ့ဘဝဦးဇင်းတို့ကြုံတွေ့ခဲ့ဒီလိုပဲဒီရန်ကြီးရတယ်ပဲတောင်းကြီးမျိုးလည်းဆုံးခံကြပြီမဲ့ရတဲ့နေ့ရှိတယ်လို့မရတဲ့နေ့လည်းရှိတယ်မရတဲ့နေ့ဆိုမိဘနှစ်ပါးရတဲ့ဟာလေးတွေးပြီးသူကတပိတ်ကျင်းတော်ရတာတပိတ်ကျင်းတော်တော့တဏှာကုန်းကတော့ချမ်းချမ်းသာသာနေကြတော့ခန္ဓာပြောဟာဝါပြိုးပြီးတော့စုပ်ပြေးနေရပါတော့ဒီလိုနဲ့မိဘတစ်ပါးကိုကျွေးမွေးပြုစုဆောင်တော့စောင့်ရှောက်တော့ရက်နာကြတော့အဲ့ဒီရဟန်းလေးကခန္ဓာကိုပိန်ပြီးသွားတယ်။ဘာဖြစ်သွားတော့ခန္ဓာကိုပိန်ပြီးသွားတယ်ကျမ်းမာရေးမကောင်းလို့ဖြစ်သွားတာပေါ့နော်။အဲ့ဒီလိုနဲ့တတောင်းဒီဒေမုံကျောင်းမှာရှိတဲ့ရဟန်းတွေကငါရှင်နေမကောင်းဘူးလားတတေလာလုံးကဖြိုးဖြိုးဝါးဝါဆိုးဆိုးပြင်းပြင်းနဲ့အခုငါရှင်ပိန်သွားတယ်နေမကောင်းလားဆိုတော့ရှင်းရှင်းမေးကြတာဗောနော်မေးကြတော့ဒါတပည့်တော့နေကောင်းပါလေဗျာတပည့်တော့မိဘတွေကိုလှုပ်ကြွေးနေရလို့တပည့်တော့ပိန်သွားပါလေဗျာလို့အဲ့ဒီဉာဏ်လေးရလျှောက်တော့ကျွန်တော်ကျန်တဲ့ဉာဏ်နေရဘာပြောတော့ဆိုလို့ရှိရင်ဒကာရမတွေကသရတရားနဲ့လူတဲ့ဟာကိုတင်က
မိဘတွေပြေးတာအာအပြစ်ဖြစ်တယ်ဘာလဲတော့အပြစ်ဖြစ်တယ်တဲ့တန်ဃာတော်တွေကအဲ့ရန်တော်လေးကိုဝိုင်းပြီးကဲ့ရဲ့ကြဘာဖြစ်တော့ကဲ့ရဲ့ကြအဲ့ဒီလိုကဲ့ရဲ့ကြရင်လေအဲ့ဒီတကားကိုသောလောကတော်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အထံရောက်အဲ့ဒီအထံရောက်တာလည်းပဲရဟန်းတော်တွေက၆တယ်မြတ်စွာဘုရားတဲ့ရဟန်းတော်ကဒကာမရေလူတဲ့သရတရားကိုသူ့ရဲ့မိဘတွေကိုကျွေးမွေးနေပါတယ်ဘုရားဆိုပြီးတော့မြတ်စွာဘုရားကိုရှောက်ဒါကြောင့်တော့မြတ်စွာဘုရားကဟုတ်ပြီအဲ့ဒါဆိုတတိယံကိုခေါ်ခဲ့ဆိုပြီးတော့ဘုရားကမိတ်တတိညပိုင်းမှာတတိယံတော်လေးဘုရားရှင်စီရောက်တန်ခေါ်တော်ရရဲ့အစုံပေါ့အဲ့ဒီချိန်မှာမြတ်စွာဘုရားရှင်ကငါရှင်တင်းပြီးလူတို့သရတရားနဲ့ပေးလူအပ်တဲ့ဝတ္ထုတွေဝတ္ထုမှုဆံဝတ္ထုတွေကိုတင်းလူတွေကိုကျွေးတယ်ဆိုတာဟုတ်သလားဆိုပြီးတော့ဘုရားရှင်ကအဲ့ဒီရဟန်းလေးကိုမေးအဲ့ဒီရဟန်းလေးကလည်းအမှန်တိုင်းပဲမှန်ပါလေဗျာဒီပြီးတော့ကျွေးပါဒါတော့ကျွေးပါတယ်ဆိုတော့မြတ်စွာဘုရားကတစ်ခါပြန်ပြီးအဲ့ဒီလူတွေကတင်တဲ့ဘာတော်တယ်လေမြတ်စွာဘုရားကမေးတာအဲ့ဒီတင်ကျွေးမွေးပြုစုနေတဲ့လူတွေကတင်ရတဲ့ဘာတော်တယ်လေလို့မြတ်စွာဘုရားရှင်ကမေးအဲ့ဒီရန်လေးရတယ်ပဲဘုရားလေးကတော့ကျွေးမွေးပြုစုဆောက်တာဘုရားလေးတော့ရဲ့အဖေမေးပါလို့လျှောက်အဲ့ဒီလိုကြတော့မြတ်စွာဘုရားကသာဓုသာဓုဝိတိတ်ခိတ်တော်နဲ့မြတ်စွာဘုရားကသာဓုသာဓုသာဓုဝိတိတ်ခိတ်တော်တိတ်ခိတ်တယ်တိတ်ခိတ်တော်ဆိုတာမြတ်စွာဘုရားကသာဓု၃ချိန်ခေါ်ရဲ့တဲ့မြတ်စွာဘုရားကဘာလဲတော့ဘာကြောင့်သာဓု၃ချိန်ခေါ်ရဟန်းလေးကမိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့အတွက်ကြောင့်သာဓု၃ချိန်ခေါ်တယ်သာဓု၃ချိန်ခေါ်ပြီးတော့တင်ရန်ကတဲ့ငါဘုရားရဲ့လမ်းစဉ်ကိုလိုက်တဲ့ယဟန်ဆိုပြီးတော့ရှင်းကျူးတယ်မြတ်စွာဘုရားကမိဘတွေကိုလှုပ်ကြွေးတဲ့ယဟန်ကိုအပြစ်ပေးသလားရှင်းကျူးတာလားရှင်းကျူးတာဘာဖြစ်တော့ရှင်းကျူးတာအဲ့ဒီလိုရှင်းကျူးရင်လည်းမြတ်စွာဘုရားကယဟန်တိုင်းယဟန်များနဲ့တကွာအဲ့ဒီတရင်သားလေးကိုမြတ်စွာဘုရားကတရားတစ်ပုဒ်ဟောတယ်အဲ့ဒီတရားကသုဝနာတမ္မာဆက်လူတိုင်းကြားဘူးကြားဘူးမလားသုဝနာတမ္မာဆက်ကိုဟောတယ်မြတ်စွာဘုရားကအဲ့ဒီယတရင်သားလေးနဲ့တကွာယဟန်ပေါင်းတွေကိုသုဝနာတမ္မာဆက်တို့ကိုဟောကြတော့နောက်ဆုံးအဲ့ဒီယဟန်လေးလေဓမ္မတပူရသွားတယ်။ဘာကြောင့်မဟုတ်လို့ချင်းမိဘနှစ်ပါးကိုကျေးဇူးဆက်လို့မြတ်စွာဘုရားရှင်ရဲ့အတိမတ်ပြုမခံရပေဘူးလား။မြတ်စွာဘုရားရဲ့အတိမတ်ပြုခံပြီးတော့သူ့ရဲ့သူချာနေတဲ့လမ်းစဉ်မတွေ့သွားပေဘူးလား။လမ်းစဉ်ကဘာလို့ဓမ္မသူ့ရဲ့လမ်းစဉ်ကဓမ္မတက်ဖို့ရောက်ဖို့မိဘအိမ်တော်19နှစ်ကြာတော့ပြစ်သွားတာဟုတ်တယ်မလားအဲ့ဒီလမ်းစဉ်ကဘာလဲတော့ဓမ္မတက်ဖို့ရောက်ဖို့မိဘတွေကိုဆုံးခွာသွားမဟုတ်ဘူးလားကျွန်တော်သုဏတမ္မဇတ်တို့အဆုံးလေးဖြစ်ဖို့အဲ့ဒီယဟန်လေးကဓမ္မတဖို့ရသွားတယ်ကျွန်တော်တရားရကောင်းစဉ်က
မိဘကျေစုဆက်ကူးစေခြင်းဒီကရေသာယန္တိကလည်းပဲဘာလို့ကတော့မိဘကျေစုမဆက်ဘူးလားဘယ်လိုလဲဆက်သွားတော့သူ့ကချမ်းသာလားဆင်းရဲလားဆင်းရဲတာတော့မှမဆက်ပြီဘူးလားဘုက္ခေလောကတွေလူတိုင်းမှာမိဘတိုင်းရှိတယ်လို့မိဘတိုင်းမှာလည်းပဲသာဝတိရှိဘူးလားရှိတယ်ကောင်းတဲ့မိဘဆိုလို့ဆိုးတဲ့မိဘတွေလည်းမရှိဘူးလားဘယ်လိုပဲဖြစ်နေနေကျေးဇူးတရားဆိုတာကဆက်တဲ့ပြီလားမဆက်တဲ့ပြီလားဥပမာအနေနဲ့မိမိကသူတစ်ပါးကြီးအကျွေးယူတာအဲ့ဒီပြန်မဆက်လို့ရမလားပြန်ဆက်ရတာပဲဟုတ်လားဘယ်တဲ့ကြောင့်ဒီကလေးဘဝတွေကမိဘတွေကရှင်းသိကျင်ငယ်ကျင်ကြီးမယုံမရှာတုတ်လွှင့်ပေးခဲ့တာကျေးဇူးတရားမများပေဘူးလားရတယ်ဒါကြောင့်မလို့မိမိတို့အနေနဲ့တတိတရားလေးရှေ့ဆောင်ပြီးတော့ဟာနာအနေနဲ့ပြောရင်တော့ဘုကိကလေးလမ်းပေါ်မှာဝဲနောင်သာခွန်နောင်ဆိုင်ထဲမှာဘိုင်းချစ်ဆိုတာသိလားလူချင်းတော့ဝိုင်းချစ်သိလားဘိုင်းချစ်ကဘာပြောတော့သိလားဒါရသူတို့ဟာတာအနေနဲ့တာပြောတာမပြောထိုက်ဘူးလို့တော့ဦးဇင်းတို့ကထင်တယ်ဘာလို့လို့မိဘကျေးဘူးအကျဉ်အောင်ဆက်မှာဘယ်တော့ဆက်မကြည့်ဘူးညာသူပြောတာဩလို့သူတို့ကတော့ဘာကြီးပြောချက်မှမရှိဘူးပေါ့ဟာတာနေနေပြောသူပြင်သူညာတော်လည်းပဲလူငယ်တွေအပြင်မမနိုင်ပြီလားလူငယ်တွေအတိုင်းမနိုင်တယ်ဟုတ်လားမိဘကျေးဘူးကိုအောင်ဆက်တာကိုမမကုန်တာလည်းဆက်နေညာဟုတ်လားကိုမကုန်နေဘူးဗာဖြစ်တော့ဆက်နေဘူးကဲသူတို့ကတော့လူပြက်ဗာဖြစ်တော့လူပြက်လူကျင်တော်မဟုတ်လူပြက်ဟုတ်လားလူပြက်ဆိုတော့ပြောင်းပြောမှာပဲဘာကြောင့်လို့အောက်ကပြိတ္တရေရအောင်သူတို့ကပြောမှာပဲသူ့ပြင်ညာတော်လည်းပဲပြောတဲ့ပြောနိုင်တဲ့စကားရှိတယ်လို့မပြောတဲ့မပြောနိုင်တဲ့စကားရှိဘာကြောင့်လဲဆိုမြန်မာနိုင်ငံမှာအနုပညာဆိုတဲ့ဟာအဓိကဘာသာတရားကိုဆွဲဆောင်နိုင်တာလေအနုပညာဘာသာတရားကိုယုံနိုင်အောင်လုပ်ကြတာလေအနုပညာသမားတွေဒီကအနုပညာသမားတွေကအဓိကဘာသာတရားကိုနှိမ့်တင်အောင်လုပ်နိုင်တာလေဗါလေအနုပညာဘာသာတရားကိုသုံးရောလုပ်နိုင်တာလေနုပညာသူတို့ကရတော့ဖြင့်လူတွေကတရားပွဲရမလာကြတာဟုတ်လားဇက်ပွဲလို့ဆိုရင်လူမပြည့်ပြီဟာဆိုင်ပွဲလို့ဇက်ပွဲလို့ဟုတ်လားဝီပြည့်ချန်နေတရားပွဲကျတော့လူလာဘူးလေဟုတ်လားအဲ့လိုပဲဇက်ပွဲမှာသူတို့တင်ပြတဲ့ဟာလူတွေကအဟုတ်ကြီးမှတ်ကလေးတွေတော့အဟုတ်ကြီးနေမှတ်နေကြတာဒါကြောင့်မို့လို့အတုယူသင့်တာယူပြီးတော့မဖြစ်တော့မယူသင့်တာမယူနဲ့နောက်ပြီးတော့မိမိတို့မိဘကျေးဇူးကိုဆက်နိုင်တဲ့သားတွေသမီးတွေဖြစ်ပါကုန်ရောပုံစီတော်လို့စေရနာတောင်းစုပြုလိုက်ရကုန်ရတည်းအာဒုအဲ့ဒါဒီဝရသဘာဝတရားဝိယဝိဘုံစိတ်ကိုရဆရာတော်ကြီးတဘာဝနာဝေစုစုဆောင်ပြုလုပ်ရပြည့်စေသိနှစ်တော် 9,500ကျပ်အလူကရရှိပါရဲ့စေသိနှစ်တော် 9,500ကျပ်အလူကရရှိပါရဲ့အဲ့ဒါကြီးရတဲ့ဘက်ကဆရာတော်မကြီးရတဲ့
ပြီးတော့ဆရာတော်ရဲ့ကိုစားအုပ်စုလူဦးဆိုတိုင်ကလက်ခံပေးပါရဲ့ပန်ကြားပါလေသာဓုသာဓုသာဓုတို့ပါဖေဟာပြီးတော့ငါတို့သည်သရတိလသာဂပညာဝိဒာတုတရားအမိအမြလက်ခံထားကြပြီလေဗရဏကိုจิตသုံးခံယူသောက်ပြီးခြင်းသီလကုသိုလ်ဓမ္မဝိရုဒ္ဓရာခြင်းဒါနကုသိုလ်တရားတော်ကိုကောင်းစွာနာကြားရခြင်းဓမ္မတဝနာဓမ္မဒေသနာကုသိုလ်ဒေသနာတို့ကြောင့်ပြီးတော်ငါတို့သည်ကိုယ်ဤဓမ္မခြင်းစိတ်ချမ်းသာခြင်းစိတ်နှပြပေးပါအောင်ခင်ဗျဟုတ်ပါပြီအားလုံးလုံးလေးကြည့်ပေးပါအောင်အမိသားကျွန်တော်လုံးလေးကြည့်ပေးအောင်ခဏလေးပါနော်ပြေးပြေးပေါ့အိမ်မပြေးပါဘူးဘလို့ဒီလိုတိုးထွက်လာကြတော့မပြောတော့ဘူးပြောတော့ပြေးပြေးပေါ့အိမ်ရောက်အိမ်ဖို့ပါပဲရှိတော့တယ်လို့
လူမကြီးကဒေါ်ဆန်းပွဲဟုတ်ပါလူကကြီးပြောရလားဗျာမကြီးကဒေါ်ဆန်း